ရှင်နားထောင်တင်ပမာနေလဲဆိုတာအရေးကြီးတယ်ဘယ်သူနဲ့ပေါင်းနေလဲဆိုတာအရေးကြီးတယ်ကိုပေါင်းတဲ့အပေါင်းအသင်းတိုင်းကိုရဲ့အသက်တာကထင်ပေါ်လာလိမ့်မယ်အရက်သမားနဲ့ပေါင်းရင်အရက်တော်တောက်တက်လာလိမ့်မယ်ဆေးလိပ်တောက်တက်တဲ့သူနဲ့ပေါင်းရင်ဆေးလိပ်မတောက်တော့ဆေးလိပ်အနံ့တော်ကူးလာလိမ့်မယ်ဒီလိုပဲဖခင်ရဲ့မျက်မှောက်တော်ကိုကြိုးစိုးတတ်တဲ့သူတွေနဲ့သင်ပေါင်းနေဆိုရင်ဖခင်ရဲ့မျက်မှောက်တော်ရဲ့အယောင်ကတည့်ရတတ်တာထဲမှာထွက်လာမှာဖြစ်တယ်ဟာလေလုယာအော်ဒါနဲ့နောက်ဆုံးအခုနအတူချုံပြမယ်ဆိုအခုနထမြောက်33ကိုရောက်လာပြီရောက်လာတဲ့အချိန်မှာဣသလလူမျိုးတွေကအခုနတောင်လဲမှာရှိနေတဲ့ခေါင်းဆောင်တွေကတောင်လဲမှာမရှိတော့တောင်အောက်ကိုကြားတယ်ဆိုပြုတ်ကြတာမဟုတ်ဘူးဆင်းလာကြတာဝိညာဉ်ရဲ့အတ္တကိုကြားတာကိုညှဉ်းညွှန်းချင်တာဖြစ်တယ်ဒါကြောင့်ဝိညာဉ်ရဲ့အတ္တထဲမှာကျမတို့ကဘုရားကိုမစာငတ်ဘူးဆိုမကြခင်အောက်ကြလိမ့်မယ် Come on ဝိညာဉ်ရဲ့အတ္တထဲမှာဘုရားမျက်မှောက်တော်တဲ့ကိုမဝင်တတ်ဆိုမကြခင်သင်အတ္တပြိုလေတော့မယ်အောက်ကိုရောက်သွားတဲ့အာယုံနဲ့အဖွဲဘာလုပ်တယ်မှတ်လဲဖယားကိုခြေတော်လဲမြင်ပြီးပြီဖယားရဲ့နမိတ်လက္ခဏာမျိုးစုံကိုလည်းမြင်ခဲ့ပြီးပြီဒီလူအယောက်80ဘယ်လိုဥဆောင်ပေးလဲဆိုတော့ရွှေနွားရုပ်တုကိုဖယားနဲ့ခိုင်းနိုင်ပြီးတော့ဣသလတစ်မျိုးလုံးကိုရွှေနွားရုပ်တုရဲ့အရှိမအဝတ်မပါပဲချီးမွမ်းခိုင်းတယ်ဒါကြောင့်မို့ဒီကျွန်မပြောပြချင်တယ်တင်းမတင်ခေါင်းဆောင်ဘလောက်ပဲဖြစ်နေပါစေငါ့ဘူးဆိုတင်းဟာလမ်းလွဲကိုဥဆောင်တဲ့သူတယောက်ဖြစ်လာလိမ့်မယ်အာမင်အာမင်အာယုံဆိုတော့မောရှေရဲ့အကိုဖြစ်တဲ့စီနီယာဖြစ်ပါတယ်မောရှေကိုကူညီပေးခဲ့တဲ့သူဖြစ်ပါတယ်သို့တော်သူ့ရဲ့အတ္တဘာဖြစ်လို့လဲတယ်လဲမျက်မှောက်တော်ထဲမှာမနေတတ်လို့စာငတ်ခြင်းမရှိလို့ဖြစ်တယ်ဒါနဲ့နောက်ဆုံးအတူချုံပြောရမယ်ဆိုထိုကိစ္စကြောင့်အဲ့ဒီကိစ္စကြောင့်ဣသရေလလူဘယ်နှထောင်သေးခဲ့လဲ3000သေးခဲ့တယ်ဖခင်ကဘာပြောလဲမောရှေငါမလိုက်တော့ဘူးမင်းပဲသွားလိုက်တော့ဒီလူတွေကလေဘင်းခိုင်ပါတဲ့အမျိုးငါ့ကိုမစာငတ်တတ်ဘူးငါ့ကိုမမော်ကြည့်တတ်ဘူးငါမျက်မှောက်တော်ထဲမှာငါရဲ့အရှိမမကိုးကွယ်တတ်ကြဘူးဒါနဲ့မောရှေဘာပြန်ပြောလဲတရားပြန်ဖတ်ကိုတော့မပါရင်မသွားဘူးမနော်ဘုရားပြောခဲ့တဲ့ဂတိစကားလေးကတိတ်သဘောကျစရာကောင်းတယ်အခုနော်လူအမျိုးနဲ့ရန်သူတွေအားလုံးကိုတဲ့ငါရဲ့ကောင်းကင်တမန်အားဖြင့်ငါဟာမင်းတို့ကိုဥဆောင်ပြီးတော့ငါခြေမုံပေးမယ်ဆိုတဲ့အရာတွေအားလုံးဂတိတွေအားလုံးပါတယ်ဒါပေမဲ့ကောင်းကင်တမန်လို့ခေါ်တဲ့နမိတ်လက္ခဏာတွေအောင်မြင်ခြင်းတွေထက်ဘုရားမျက်မှောက်တော်ပဲဆောင်ရတယ်ကျမအတွက်ကတော့ဘုရားမျက်မှောက်တော်ပဲယူတယ်ပြောရင်ပြောပါစေစူဇန်နာမင်းဆိုတဲ့အမျိုးသမီးလေးဘာမှမဟုတ်တဲ့ခွဲကြံတောတဲ့ကအမျိုးသမီးကိုဖခင်အသုံးပြုတယ်ဆိုတဲ့အရာကအဲ့ဒီမျက်မှောက်တော်ကိုဆောင်ရလို့ဖြစ်တယ်။ဒါဝိဒ်ကိုတိုးချန်တဲ့ကခေါ်တယ်လို့ကျမဟာခွဲကြံတဲ့ကခေါ်ခြင်းခရတယ်ဆိုတဲ့အရာကဖခင်ရဲ့မျက်မှောက်တော်ကိုဆောင်ရလို့ဖြစ်တယ်။နေ့တည်းဖခင်ရဲ့မျက်မှောက်တော်ကိုဆောင်ကပ်ပြီးတော့ဖခင်နဲ့သွားလာမယ်ဆိုလို့ရှိရင်တင်မတင်တောတဲ့ကပဲလာပညာမတတ်တဲ့သူပဲဖြစ်နေပါစေလူတွေရဲ့အရှိမနော်တကယ်ကိုကဲ့ရဲ့ပြစ်တင်ခြင်းခံရတဲ့သူပဲဖြစ်နေပါစေအဲ့ဒီဖခင်ရဲ့မျက်မှောက်တော်ကိုဆောင်ခဲ့တယ်ဆိုလို့ရှိရင်ဟိုနောက်ချီးပုံရောက်နေရင်တော့မှထိတ်ကိုရောက်တယ်အာမင်